ကျော်ကြီးဆိုတဲ့ကြောင်ထီးတကောင်ဟာအိယာဝင်တိုင်းအမြဲတမ်းအီးပေါက်တက်လို့သူ့ရဲ့ဇနီးဖြူမနဲ့တားဖြစ်သူကြောင့်ကလေးတို့ဟာဒီအီးနံဆိုးကြောင့်အမြဲတမ်းစိတ်ညစ်နေရတယ်တနေ့မှာတော့ TV ကနေအီးပေါက်ပြိုင်ပွဲကြော်ညာကိုဖြူမနဲ့ကြောင်ကလေးတို့တွေ့လိုက်ရတယ်ဒါဆိုအဖေရဲ့အချင်းကအတုံးဝင်ပြီးပေါ့လို့တွေးပြီးကျော်ကြီးကိုပြိုင်ပွဲဝင်ဖို့အတင်းတောင်းဆိုလိုက်ကြတယ်ပြိုင်ပွဲစားတဲ့အခါလူပေါင်းစုံကအမျိုးမျိုးသောရနက်အရွယ်စားတို့နဲ့အီးပေါက်ပြကြတယ်အထူးခြားဆုံးကတော့မြေခွေးတကောင်ရဲ့အီးပါသူအီးပေါက်လိုက်တိုင်းပန်းတွေပါပွင့်လို့အမှတ်တရအပြည့်ရသွားခဲ့ပါတယ်စိတ်လှုပ်ရှားနေတဲ့ကျော်ကြီးရဲ့အလှည့်ရောက်လာတဲ့သူဟာကွင်းထဲမှာအားကုန်သုံးပြီးအားရပါရအီးပေါက်လိုက်တယ်ဒါပေမဲ့မျောလင့်ထားသလိုကြီးမားတဲ့အီးနံဆိုးကြီးအစားအယမ်းနံနဲ့အီးသေးသေးလေးပဲဖို့အဆိုပြီးထွက်လာခဲ့တဲ့တိုင်းတွေကကျော်ကြီးကိုအမှတ်သူညသားပေးလိုက်တဲ့အခါပရိသတ်တွေအားလုံးကဝိုင်းရကြတယ်ဖြူမနဲ့ကြောင်ကလေးကလည်းရှက်ရွံ့စွာနဲ့ပြိုင်ပွဲကနေအမြန်ပြန်ထွက်ကကျော်ကြီးကိုလှဲပေါ်တင်ပြီးခေါ်လာခဲ့ရတယ်ပထမအကြိမ်ရှုံးနိမ့်မှုကြောင့်ကျော်ကြီးဟာစိတ်နာနာနဲ့လက်စားချေဖို့ဆုံးဖြတ်လိုက်တယ်သူဟာနောက်တစ်ကြိမ်ပြိုင်ပွဲအတွက်လေ့ကျင့်ခန်းတွေအပြင်းထန်လုပ်ပါတော့တယ်သူ့ရဲ့ဇနီးဖြူမနဲ့တားဖြစ်သူကြောင့်ကလေးတို့ကလည်းအားပေးပြီးအီးများများပေါက်နိုင်မဲ့အစားအစာတွေကိုဂရုတစိုက်စီစဉ်ပြီးကျွေးမွေးခဲ့ကြတယ်ကျော်ကြီးဟာသူတို့ကျွေးတဲ့အစားအစာတွေကိုစားပြီးအီးပေါက်လေ့ကျင့်နေခဲ့တယ်လေ့ကျင့်မှုများရဲ့အဆုံးသတ်မှာတော့ကျော်ကြီးဟာအယမ်းနံပြီးအနက်အပြင်းဆုံးအီးတစ်လုံးကိုပေါက်နိုင်ခဲ့တယ်အဲ့ဒီနောက်မှာကျန်တဲ့အီးတွေကိုအင်အားစုထားဖို့ဆုံးဖြတ်လိုက်တယ်လအနေငယ်ကြပြီးနောက်ဒုတိယအကြိမ်အီးပေါက်ပြိုင်ပွဲပြန်လည်ကျင်းပတော့ကျော်ကြီးဟာသူစုဆောင်းထားတဲ့အီးများရဲ့အင်အားကိုယုံကြည်ပြီးယုံကြည်ချက်ပြည့်နဲ့ပြိုင်ပွဲကျင်းပရာကိုရောက်ရှိလာခဲ့တဲ့သူရဲ့မျက်လုံးတွေကလက်စားချေမဲ့မီးတောက်တွေနဲ့အတူဒီတစ်ခါတော့သူညမဟုတ်ဘူးအနက်နဲ့မှုန်းပစ်မယ်လို့ကြုံဝါရင်ပြိုင်ပွဲကွင်းထဲကိုဝင်ရောက်ခဲ့ပါတော့တယ်အပိုင်းမရှိပါသေးတယ်